အားလုံးပဲမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်တပတ်စာဟော့စတန်ဟောကြားပေးမှာပဲဖြစ်ပါတယ်အင်္ဂါသားသမီးတွေအနေနဲ့ပေါ့နော်မိမိတို့ဖြစ်ချင်တဲ့ဆန္ဒစကူတွေကိုအကောင့်ထဲပို့ဖို့စ조사နေတဲ့အချိန်ခါမျိုးဖြစ်နေတတ်ပါတယ်ဆရာသမားကောင်းတွေတွေ့ရတတ်တယ်ယာရုတိုးဖို့သုံးဖို့ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့အခွန်လန်းကောင်းတွေရလာတတ်ပါတယ်အပြန်အဆိုင်လေးတွေလည်းများနေတတ်တယ်ပေါ့နော်ရှင်ပြနေသူတွေအများကြီးရှိတယ်မနာလို့သူတွေရှိနေတတ်တယ်ပေါ့နော်ပြီးတော့ကြတော့ရိုးရာပေါ့ကိုယ့်ရဲ့ရိုးရာကိုရိုးရနက်ကိုပေါ့နော်မိတ်နေတဲ့သားမျိုးတွေရှိတယ်ပြီးတော့ကြတော့ချိုးလူတွေကကြတော့ရိုးရတင်ပေးမယ်ဆိုပြီးတခုပေါ့နော်ဂရိခံထားပြီးတော့လုံးမပေးဖြစ်တာမျိုးလေးရှိနေတတ်တယ်အဲ့ဟာလေးရှိနေဆိုရင်တော့လုပ်ပေးဖြစ်ရလုပ်ပေးလိုက်ပါရိုးရမိတ်နေဆိုလေရိုးရအနေနဲ့အယူသေးလေးတင်လိုက်ပါတကြံမိကာလာတွေမှာပေါ့နော်အင်္ဂါသားသမီးတွေနဲ့ကန်အလဲပြောင်းရှိတတ်ပါတယ်အင်္ဂါသားသမီးတွေအတွက်ပေါ့နော်အဆဆရရအဆင်ပြေအောင်ဆိုရင်ဖုန်းကြီးကိုဝင်ထုငွေကတ်လူပြီးဆူတောင်းပါအားလုံးပဲအဆဆရရအဆင်ပြေကြပါစေ